သူကဝေဖန်တဲ့ရေကဲမှုတွဲစားဖို့ idea ရခဲ့တာလေလူတွေကဝေဖန်တဲ့ရေကဲမှုတွဲစားရတာဘာလို့ကြိုက်ကြလဲ Okay ဒီနေ့မှာတော့ကျွန်တော်လေ့လာထားတဲ့အကြောင်းအရာလေးတစ်ခုကိုဝေမျှချင်ပါတယ်။အခုက၄ခုနှစ်မတိုင်ခင်ကကျွန်တော်တို့အခုလို plastic ခွက်တွေ paper ကြော့တွေမပေါ်လာသေးတဲ့အချိန်မှာ penny lick လို့ခေါ်တဲ့ဖန်ခွက်အသေးစားလေးတွေကိုအသုံးပြုပြီးရေကဲမှုစားကြတယ်ဗျ။ရေကဲမှုစားတဲ့သူတွေကလည်းရေကဲမှုစားပြီးပြီဆိုရင်အဲ့ဒီဖန်ခွက်လေးတွေကိုကျွန်တော်ရေကဲမှုတည်ကြီးပြန်ပေးရတယ်။ရေကဲမှုတည်ရလေအဲ့ဒီဖန်ခွက်လေးတွေကိုစေးကြောပြီးတော့မှတခြားသူကိုပြန်ပြီးတော့ရောင်းရတယ်။အဲ့တော့ဘရိုတို့အတန့်ကြိုက်တဲ့သူတွေတော့ကတော့ရေကဲမှုဆိုတော့အဲ့ဒီခေတ်ကစားစရာလို့ညင်ကြမှာမဟုတ်ဘူး။ဇလန်ကဒီမှာစားရဗျာ။1904ခုနှစ်ပူပြင်းတဲ့နွေရာသီတစ်နေ့မှာအမေရိကန်နိုင်ငံ St. Louis မှာကမ္ဘာကုန်စည်ပြပွဲတစ်ခုကျင်းပနေတယ်။အဲ့မှာရေကဲမှုတဲ့တယောက်ကရာသီဥတုကလည်းပူတော့သူ့ရဲ့ရေကဲမှုတွေကရှယ်ရောင်းကောင်းတယ်။ဖြစ်ချင်တော့အဲ့မှာသူ့ရောင်းတဲ့ဖန်ခွက်တွေကအကုန်လောက်ရှိသွားတယ်။အဲ့မှာပြဿနာစားလာတော့ရောင်းမှုရေကဲမှုတွေကျန်သေးတယ်။ဖန်ခွက်မလောက်တဲ့ပြဿနာစားလာ။အဲ့အချိန်မှာအာရုပ်ဝီဖယ်မုတ်အပြားကိုလိမ့်ပြီးတော့မှရောင်းနေတဲ့ဆီးရီးယားလူမျိုး Ernest Howie ကသူ့ရဲ့ refer ကိုလိမ့်ပြီးတော့မှရေခဲမှုထည့်ဖို့အတွက်ပြီးခဲ့တယ်။အဲ့တော့ရေခဲမှုစားတဲ့သူတွေအတွက်ပိုကောင်းသွားတာကစောင့်စားစရာလည်းမလိုတော့ဘူး။ဖန်ခွက်ပြန်ပေးစရာလည်းမလိုတော့ဘူး။ကျွန်တော်တို့ဝေဖန်မှုကျွတ်ရွပေါ်မှာကျွန်တော်တို့အေးပြီးတော့မှုရဲ့ရေခဲမှုလေးတင်ပြီးတော့စားတဲ့အရာတာကိုလူတွေကပို့ပြီးတော့အကြိုက်တွေ့စေခဲ့တယ်ဗျာ။အဲ့တော့ဒီနေ့ဒီရေခဲမှုနဲ့ဝေဖန်ကိုတွဲစားကြတာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ကတော့ဒီလိုပူပြင်းတဲ့နေ့တစ်နေ့အတွက်ကျွန်တော်ရေခဲမှုစားလိုက်ရခြင်းဖြစ်ကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်ရလာခဲ့တယ်။ Okay နောက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုကိုထပ်လုပ်ပြီးတော့ကျွန်တော်ပြန်လာခဲ့ပါမယ်။အားလုံးပဲ bye bye ပါ